တစ်ဆန်းကြိုက်တဲ့သူတွေအတွက်လိုက်ချက်စားကြည့်တဲ့နဲ့ချင်းဆက်ဆက်ကြက်သက်များချက်လုံနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။အရင်ဆုံးကြက်ပေါင်သားလေးတွေကိုကတ်ကြီးလေးနဲ့အယိုးထုတ်ထားပြီးအတုံးလေးတွေတုံထားပေးလိုက်ပါမယ်။ပြီးရင်တော့ပဲငတ်ပြားရဲ့အကြီးနှစ်စွန်းပဲငတ်ပြားရဲ့အနောက်ကြက်သားမုံငရုတ်ကောင်းမုံကော်မုံထည့်ပေးပြီးနှံသွားအောင်လို့လက်လေးနဲ့တခြားလေးနဲ့ထားပေးလိုက်ပါမယ်။နောက်ထပ်တမယာသီးလေးတွေကိုလှီးပေးပြီးတော့အစီလေးတွေထုတ်ထားပေးလိုက်ပါမယ်။စီပူလာပြီဆိုရင်တော့ခုနကနှက်ထားတဲ့ကြက်သားလေးထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်။နောက်ထပ်ကြက်သွန်နီကြက်သွန်ဖြူထည့်ပြီးတော့မွေးလာအောင်ထပ်ကြော်ပေးလိုက်ပါ။ရသွားပြီဆိုရင်တော့ခုနလှီးထားတဲ့တမယာသီးငရုတ်သီးနဲ့နံနံပင်ထည့်ပြီးတော့တအိမ်လုံးမွေးသွားအောင်ထပ်ကြော်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့အရန်မွေးပြီးထမင်းတအုပ်ကုန်အောင်စားလို့ကောင်းတဲ့ချင်းငန်ဆက်ကြက်သက်မြချက်လေးကိုရပါပြီနော်။